初一热冬，花高拉山11ရက်တမျိုးစီချပင်မဲ့ငယ်ကချစ်သူသူကိုသာလေချမ်းမာတော်မူပါစာလေလိုင်းကြကခုံစင်မာရဲ့ဆွေချစ်သူမောင်ရေချစ်သူမောင်ရေငယ်စဉ်ခါတော့ငါလေးတော်ရွာတော်တလေးတို့ရီမာလေးခုများတော့မေယာမေထားနိုင်ရက်ပေမောင်ကိုချစ်တာတခုပဲတည်လေမေတ္တာသင်ချီဝေးတမီချသူမောင်ရေအုတ်ချက်ဆူညံလာတဲ့ချိုးရည်တော်သုံးလေးရဲ့အတန်မျိုးစုံကြားကနေပေါ်တလဲပြောက်တလဲထွက်ပေါ်နေတဲ့တချင်းတန်ကလေးဟာချွေးငွဲ့ဆွေးမြေလို့နေကနားတဲတန်းရှည်ရီကြားကနေတရွေ့ရွေ့သွားနေတဲ့ချွေးနဲ့တန်လေးကိုကြားရတဲ့သူတိုင်းနားမထောင်ပဲမနေနိုင်ပါဘူးပတောက်ပန်းနေပန်းညံနံမလီလျက်တင်လို့နေရေချစ်ဆွေချွေးနဲ့တန်လေးခမများတယုံယုံစီကားဆူညံနေတဲ့ဒီစီချင်းရဲ့အိမ်တကားဝါရောက်မှာမိန်ဖြော့သွားခဲ့ရတယ်ဒီစီချင်းရဲ့ညနေပိုင်းတပ်ပွဲအတွက်ရောက်လာကြတဲ့ဆွေမျိုးအုပ်စုနဲ့ခြံဝင်းထဲမှာပြည့်မိခဲ့တယ်ဒီစီချင်းရဲ့နတ်မိတ်ဆွေတွေကလည်းအိမ်ပေါ်အိမ်အောင်မှာအပြေးထမင်းကျွေးရတဲ့သူတွေကလည်းအခုချိန်ထိမဆဲသေးဘူးညနေတပ်ပွဲအတွက်စာပြီးပြင်ဆင်နေတဲ့ဒီစီချင်းရဲ့ဘေးမှာလည်းဒီစီချင်းပရိသတ်ကဝိုင်းအောင်ထားကြတယ်အိမ်အောက်ထက်ကကွပစ်ရှည်ကြီးပေါ်မှာဒီစီချင်းရဲ့မိတ်ကပ်တစ်တာအနီးထဲကတန်မိုးကြီးမိတ်ကပ်ပစ္စည်းတွေပြန်ကျဲလို့နေတယ်မိတ်ကပ်လိမ့်ပြီးစားနီရဲနှူးရွနေတဲ့ဒီစီချင်းရဲ့မျက်နှာမုံမုံမှာဆွေမျိုးမင်းကလေးတယောက်ကမျက်တောင်တူတက်ပေးနေတယ်ဟဲ့မနက်ကချိုးရတော်သုံးတာမြင်ခဲ့ရရဲ့လားလူတွေကအများကြီးအတင်းတိုးရတာခပိုက်နိုင်ခံရသေးလားမျက်နှာမော်ထားရင်ကဒီစီချင်းထုံးစံအတိုင်းပြောချင်ရတွေကပြောရသေးတယ်ဟာဘာကိုမှကောင်းကောင်းမမြင်ရပါဘူးတဲနန်းဘေးပတ်လေလူတွေကအုံထားလိုက်တာနေတာမဟုတ်ဘူးအေးပြောတယ်မဟုတ်လားဒါကြောင့်ချိုးရည်တော်သုံးတဲ့နေဟာပွဲတော်မှာအစီဆုံးနေလို့ဟဲ့ကောင်းမဒီဘက်မျက်တောင်ကမညီသေးဘူးပြန်လို့အောင်နာနာကတ်နော်ပြုတ်ကြလို့အဆက်ကွဲနေအောင်မယ်ဒီစီချင်းကသူ့မျက်တောင်အနေထားကိုမှန်ထဲမှာတေချာပြန်ညှိတယ်ဟဲ့အရင်တော့ဆိုပိုတောင်ဆိုသေးတယ်ဟိုတုန်းကဒီလိုတဲနန်းထဲမှာချိုးရည်တော်သုံးတာမှမဟုတ်ပဲမြစ်ထဲထိဖောင်းနေစင်းပြီးချိုးရည်တော်သုံးတာမင်းနှစ်ပါးကိုနန်းကြီးကနေဝေါ်တော်နဲ့ပင်ပြီးဖောင်းတော်ဆင်းရတာအိုးအဲ့ဒီထွက်တဲ့အချိန်ဆိုစိုးလိုက်တာမှလမ်းဘေးဝဲရကလူတွေကမင်းနှစ်ပါးကိုကြော့ကြရင်ဝေါ်တော်ကိုလက်နဲ့ထိကြတာပန်းနေဆက်ကြတာပိုက်ဆံနေဆက်ကြတာဝေါ်ဝါရှေတိုးလို့ကိုမရတော့ဘူးတခါတည်းဝေါ်ထန်းတွေကကျိန်ကင်ပြီးတော့လမ်းရှင်းရတာအမလီအဲ့ဒီအချိန်ဝေါ်ထန်းကြီးတွေကကြောက်စရာကြီးတွေသူတို့ကအဲ့ဒီအချိန်မှာရှေ့ကလမ်းပိတ်တဲ့သူမှန်သမျှကိုရိုက်ပြီးရှင်းရှင်းတက်ပြီးရှင်းရှင်းဘာအပြည့်မှမရှိဘူးဝေါ်ပေါ်မှာလဲမင်းနှစ်ပါးပုံတော်တွေကိုဖတ်ပြီးလိုက်ရတာလူတွေကအဲ့လောက်ဆိုတာဒါပေမဲ့မြစ်ထဲကြတော့လေကိုတော်တို့ချိုးရတော့တုံးတာတိတ်လွမ်းစရာကောင်းတာခုလိုရေးထားတဲ့အချိန်တိတ်ပျော်စရာကောင်းတာပေါ့ရေးထားတော့ကျေးဇူးရှင်များဖောင်ဆင်းတဲ့အခါကျတော့ရေစိတ်တင်ဖောင်ဆိုင်ဖောင်ကိုထိုးတင်ပြီးတော့အကုန်လှေနဲ့လိုက်ရတာရေမထားတဲ့အခါကျတော့လဲစိုးပေါ်ဘွားထဲဆင်းရသေးတာရေရတဲ့အထိဆင်းပြီးတော့ဖောင်ဆိုင်ထားတဲ့စီရောက်အဲ့ဒီဖောင်နဲ့နတ်သက်ပင်ထိထွက်ရတယ်အဲ့ဒီတော့မှအဲ့ဒီနားတစ်ဝိုက်မှာကျွန်းထဲကရွာတွေကရေလဲပိုင်းတို့မျက်နှာတုပ်ပေါ်ဝါတို့ရေတော်လဲပစိုးတို့လှေနဲ့ထွက်ပြီးဆက်ရတာအဲ့ဒီလူတွေကရိုးရသမားတွေရေထဲတော့ဆက်တဲ့ရိုးရတဲ့အခုမြစ်တယ်မစင်းတော့လဲဒီနန်းပေါ်မနေ့ညတွေကလာပို့ထားရတာအများကြီးရှိတယ်ရိုးရသမားတွေဖောင်တုပ်တို့အနှီးပိုးတို့ဖောင်ဆွဲတို့အဲ့ဒါတွေကနှစ်စင်လာတာဟဲ့မှတ်ထားကိုရိုးရအောင်မမေ့စီနဲ့ဂရုစိုက်ကြားလားအေးကိုလင်ကိုလည်းမမေ့စီနဲ့ဒါပဲဒီစီချင်းထုံးစံအတိုင်းအကောင်ပြောနေရတာဖောက်သွားပြီလင်းချောင်းသားချောင်းလျှောက်သွားပြီဘ
ဘေးကမိန်းမအုပ်စုနဲ့လင်းချောင်းတောချောင်းပြောပြီးတာလောက်တော့မယ်တို့ငယ်စဉ်တုန်းကလေပထောက်ဒီပွင့်လေလွမ်းသလိုဆွေးသလိုပါအမောင်ရေဆွေးမိနေတဲ့အတန်လေးဟာဒီစီချင်းရဲ့အိမ်ချမ်းဝင်းထဲကိုတနာစပွဲဝင်ရောက်လာခဲ့တယ်အတန်လေးရဲ့ဆွဲဆောင်မှုကြောင့်ဒီစီချင်းရဲ့ချမ်းဝင်းတကားပွင့်လာတယ်လာပါဦးဒီကိုလာပါဦးဆိုတဲ့အတန်ဂျင်းအဲ့ဒါပါလေဆွေမျိုးမိန်းမတယောက်ရဲ့မအူမလဲအမေကိုမျက်ခုံပေါ်အပြာတင်နေတဲ့ဂျင်းကဖြေတယ်တချင်းဆိုပြီးပိုက်ဆံတောင်းနေဟာလေဒီထဲမှာပြေးလို့ဒီစီချင်းရဲ့တကားဝါမှာတော့တချင်းတဲ့ဖွဲကလေးကငုတ်တုတ်ကလေးတွေထိုင်လို့နေကြပြီအသားမဲမဲလုံးလုံး14-15နှစ်ရွယ်ဝါတုတ်တုတ်မင်းကလေးကသူ့ရှေ့မှာစင်းအိုးလေးအဝါကိုအဝတ်နဲ့တရေကျက်ထားတဲ့စင်းအိုးပုံကလေးကိုချလို့အဲ့ဒီကလေးရဲ့ဘေးမှာတော့ချွဲနှဲ့ဆေးမိတဲ့အတန်ပိုင်ရှင်လေးကလက်နှစ်ဖက်မှာစီဝါကလေးကိုကိုင်းလို့ကိုလုံးတေးတေးတဲတဲလေးကိုပဲကြည့်ပြီးခံမရတဲ့16-18နှစ်အရွယ်မင်းကလေးတွေကငုံထားတဲ့သူ့မျက်နှာကိုခေါင်းပေါ်ကနေပြီးတပတ်တစ်ထိန်နဲ့ဖုံးအုပ်ထားခဲ့တယ်စံချီစိတ်မြောက်မိမရလေးဘူးအချီဦးနိနိညာညာပြောင်းမိုးဆောင်တွေဦးချီဦးတဲအားလိုက်လို့သာရှာခဲ့တယ်မောင်ရေချွဲနေတဲ့အတန်ကလေးနဲ့စီးဝါးထက်တန်ဆလိုက်တာနဲ့စင်အိုးပုံကလေးရဲ့အလိုက်တင်တီးတန်လေးပေါ်လာတယ်တရောတန်မြင်မြင်လေးနှွေ့နေတယ်လို့ဆိုတတ်တဲ့မိမငယ်လေးကကျုပ်ကျုပ်လေးငုတ်တုတ်ထိုင်စီးနေဝါကိုငုတ်ထားတဲ့ခေါင်းပေါ်မှာတင်ထားတယ်ရာသီရွေ့ရွေ့လွမ်းတမြင့်မြင့်မေရင်မဘူးလားမောင်အချင်းများစုမောင်အချင်းများစုယူရပြီကောလေဆွေးမြေ့နာခြင်းနေတဲ့အတန်လေးဟာခြံဝင်းထဲကလူတွေအားလုံးကိုတုန်လှုပ်စေတယ်အံ့ဩစေတယ်ငြိမ်သက်လို့လဲသွားစေတယ်ကန္နာယခီလန်ကျန်းတတ်ပါစေမောင်ရေချစ်သူရဲ့အချစ်ဝိညာဉ်ကလေးနာခိုရနေရသို့မဟုတ်ချစ်သူနာခိုရနေရတရောတန်မြင်မြင်လေးလိုအတန်ရွက်ကလေးဟာကြားရတဲ့သူတိုင်းကိုဖန်ဆားနိုင်ပါတယ်ဂျင်းပန်မို့တစ်ခွခရမ်းလေးကိုယူရပြင်စေရေချိုးကန်းဝမှာငြိမ်ရက်နေမိရာကထိတ်ခနဲမင်းမင်းလန့်သွားတယ်အိမ်အောက်ကနေမိတ်ကပ်မျက်နှာပစိုးထမိန်ဘူတီဖတ်တီနဲ့ဒီစီချင်းတယောက်ထွက်လာပါဘကောလားသူထုံးစံအတိုင်းအော်ချင်းရအော်လိုက်လို့ကတော့ပွဲပြက်ရကြီးရဲ့ပေါက်ဆက်နဲ့ရှောက်သွားတဲ့ဂျင်းနောက်ကိုမင်းမင်းမြန်လိုက်တယ်မောင်ကိုရှာမလေးအော်မောင်ချင်းများစုယူရပြီကောလေစီးဝါးတန်လေးရက်သွားပြီးချွဲနှွဲ့အတန်လေးပျောက်သွားတယ်မြေကြီးပေါ်ချထားတဲ့ကြိုက်လေးထဲမှာ9ချက်တန်10တန်လေးတခွေးခွေးကြာလာတယ်ဟဲ့ကောင်းမလေးကအတန်ကောင်းလေးပဲရုပ်ကောချော့ရဲ့လားပြစမ်းမျက်နှာကြည့်ရအောင်ဒီစီချင်းမင်းဘလို့မှမတားလိုက်ခင်မှာပဲဒီစီချင်းကမိမငယ်လေးရဲ့ခေါင်းဖုံးထားတဲ့တစ်ပတ်ကိုဆွဲလန်ပစ်လိုက်တယ်ဒီခဏဟာမင်းရဲ့အတွက်ဘယ်တော့မှမေးပြောက်လို့မရမယ်ခဏဖြစ်တယ်လို့အပြစ်ကင်းစင်တဲ့မျက်နှာပိုင်ရှင်မလေးအတွက်လည်းမေးပြောက်လို့မရမယ်ခဏဖြစ်မယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးမျက်နှာလေးကချုံမောအပြစ်ကင်းလို့နေမျက်ခုံးနဲ့ကလေးနှစ်ခုကြားမှာမဲ့နဲ့ကလေးကထင်းထင်းကလေးမျက်ရည်ဝိုင်းနေတဲ့မျက်လုံးလေးတစ်စုံကတနာစရာကလေးဟဲ့ရုပ်လေးချောသားနဲ့တပတ်ကြီးကိုမဖုံးစမ်းပါနဲ့哦နင့်နာမည်ဘာတူလဲပြောပန်းညိုနင့်နာမည်ကြီးရလဲပန်းနိုပန်းနာမည်ကြီးဘာလို့လဲဒီပွဲလာရင်မွေးလို့လားမဟုတ်ပါဘူးပန်းညိုလို့တိတ်ကလေးခေါ်ကြည့်နေတယ်မင်းရင်ထဲကိုဒီစီချင်းရဲ့အတန်ကဖြက်လို့ဖြက်စီဝင်လာတယ်
ဘာတွေရှောက်ပြောနေမှလည်းမသိဘူးကောင်းမလေးကြောက်နေပြီအတန်လေးတွေတုံးလို့ဟဲ့နင်ဒီလိုပိုက်ဆံမတောင်းမဲအဆိုးတော်တွေဘာတွေလုပ်မလားအငိတ်ထဲမှာလေဒီလိုလာစမ်းမအောင်ဆက်ဆရာကြီးရဲ့ဒီကောင်မလေးမဖြစ်နိုင်ဘူးလားဖြစ်နိုင်ခေါ်သွားပါလားအဆိုးတော်လောက်ခိုင်းမင်းသမီးလည်းကခိုင်းမို့ကျုပ်ထိုင်မသိမ်းတစုံပေးမယ်ဘယ်နေလဲဒီစီချင်းမိတ်ဆွေဆက်ဆရာကပြုံးနေတယ်ဒီစီချင်းကိုကြောက်ရှာတဲ့ပန်းညိုလေးကတော့ဒီစီချင်းခြံဝင်းထဲကထွက်ဖို့ပြင်နေဟာနေပါဦးဆိုပါဦးခလေးမရဲ့ခြံဝင်းထဲကပြိတ္တတောင်းဆိုတန်းကြောင့်ပန်းညိုကလေးပြန်ထိုင်တော့မှာပဲမင်းမင်းတန်ကအလင်းစလိုပေါ်လာတယ်သူတို့ထမင်းစားပြီးပြီလားမသိဘူးမစားရသေးဘူးနဲ့တူတယ်ဒီမှာစားလိုက်ပါလားစားပြီးမှဆိုပေါ့မမင်းစီကိုအကြည်လေးတစ်ခုဖြတ်ခနဲ့ရောက်လာပြီးပျောက်သွားတယ်ပြီးမှအတန်တူတူလေးထွက်လာတယ်ဟိုကြမှာစားတော့မယ်ပန်းညိုတို့အဖွားဇရက်မှာစောင့်နေမှာဟာနှစ်ချက်တောင်ထိုးတော့မယ်ရပါတယ်ဟဲ့သူတို့ကိုဟင်းထည့်ပေးလိုက်မင်းမင်းဒီစီချင်းကလမ်းអော်ပြန်တယ်ထည့်ပေးမှာပေါ့ကောင်းမလေးအတွက်ဟင်းနေအများကြီးထည့်ပေးရမှာပေါ့အများစားတဲ့ဘေးကလန်ဟင်းအပြင်ကြက်သားကြော်လည်းထည့်ပေးလိုက်တယ်ပြီးတော့ဒီစီချင်းအတွက်တီးတန့်ချက်ထားတဲ့ပြည်ပန်းညိုဟင်းကြိုလည်းထည့်ပေးရမယ်ပြည်ပန်းညိုဟင်းကြိုဟာအတန်သမားတွေကောင်းတယ်ဆိုတာလေကောင်းမလေးသိမှာမဟုတ်ပါဘူးဟိုကဒီကပေးတဲ့ဟင်းနေနဲ့ပဲစားရတာကိုဖះပေးတဲ့အတန်လေးကိုတော့ဂရုစိုက်တဲ့နဲ့ပန်းညိုရဲ့တကယ်တော့ကြောက်တူးသမားများဟာလောပန်လောင်းနေပါတနေ့နေ့တစ်ချိန်ချင်းသိမ်းကြောက်ရရင်လောပန်ဖြစ်ပြီးပေါ့မိဖို့ထဲမှာဟင်းထိန်မင်းမင်းလေးကြုံလိုက်တယ်ကြည်စမ်းကောင်မလေးကဒီတချင်းမျိုးလဲပိုင်ပိုင်နိုင်ဆိုတတ်တယ်ချွန်းနေတဲ့အတန်လေးကနေချိုးရွှင်ရွှင်အတန်လေးကိုပြောင်းပြီးတော့ဆိုတယ်ကဝေမလေးပဲလူတွေကိုပြူစားနိုင်တဲ့ကဝေမလေးပဲပိုက်ဆံထဲတဲ့ကြိုက်သေးကို9ချက်တန်10တန်နေကြလာပြန်တယ်45ချက်တန်2ရွက်ကိုထက်ခောက်ပြီးကြိုက်သေးကိုဖြတ်ဆူမင်းမင်းပြစ်ထည့်လိုက်တယ်ဒီစီချင်းမြင်သွားလို့ကတော့ဘယ်လွယ်လိမ့်မလဲသူကြော်လော်ထားတဲ့ပိုက်ဆံကိုဒီလိုပတ်ခနဲ300လားဆိုပြီးပစိုးထမင်းကိုအလံစိုက်ပါလိမ့်မယ်ရော့ညီလေးဒီမှာထမင်းနဲ့ကောင်းကောင်းကင်တော့အရီတွေဖိတ်ကုန်မယ်တိလားကောင်လေးကမင်းမင်းပြီးတဲ့ထမင်းဟင်းကျွတ်ကျွတ်အိတ်တွေကိုစုကန်ပြီးပန်းညိုတို့3ယောက်ခြံဝင်းအပြင်ဘက်ကိုထွက်ကြတယ်ခြံဝင်းတကားကိုလိုက်ပိတ်ရင်မင်းမင်းကတူတူကပ်ပြောတယ်ပန်းညိုအတွက်ပြီးပန်းညိုဟင်းကျိုထည့်ပေးလိုက်တယ်အတန်မုံလုံးတိလားတပတ်ဖုံးထားတဲ့ခေါင်းကလေးကညှိလိုက်တာလားငုတ်လိုက်တာလားမသိခေါင်းကလေးလှုပ်ရှားသွားတာကိုတော့မင်းမင်းမြင်ရတယ်ကဝေမလေးကနောက်တော့လှည့်မကြည့်ခဲ့ပါဘူးမင်းမင်းအိုးမင်းမင်းကြည့်ပါလားအော်ပြီအဖွားကြီးမလွယ်ဘူးခဏကလေးတော့အလစ်မပေးဘူးဘာလဲအိမ်ရောက်တယ်မင်းမင်းဝင်လိုက်တယ်ဒီစီချင်းကနှကန်းဆိုးနေရကနှကန်းနေပူကိုပိတ်လိုက်တယ်ဟဲ့ဘာရမှာလဲငါဝိမဲ့ဟာတွေယူခဲ့လေလက်ဝက်လက်စားတွေပါထုတ်ခဲ့ပန်းရောဘယ်မလဲခေါင်းပေါက်မဲ့ဘဝအောင်ရှိတယ်အကုန်အစင်တဲ့ခမည်းအချိန်ကဖြစ်အစိုးကြီးရှိသေးတယ်ခုပဲချိန်ရှိပြီလေကဲကြည့်ပါအောင်နိုင်3နိုင်ထိုးတော့မယ်အေးအဲ့ဒါစောသလားပြောပါဦး4နိုင်မထိုးခင်နန်းအောင်ရောက်နေရမယ်ဟာအော်ပါရဲ့တွားအားလုံးအောက်ချခဲ့မင်းမင်းအိမ်အောက်ကလှည့်ထွက်တာနဲ့မိန်းမတွေရည်တန်ကြရတယ်မင်းမင်းတိသားပဲဒီစီချင်းမဲရွယ်ပြီးအမူအရာလောက်ပြနေပြီလေရှေ့မှာမပြောရဲလို့နောက်ွယ်ကနေမဲရွယ်နေတဲ့မိန်းမအမူအရာမျိုးကိုဒီစီချင်းကအလွန်လှုပ်ချင်တယ်မိန်းမအစ်စ်တွေထပ်တောင်းအောင်လှုပ်ပြပါလိမ့်မယ်ပိုးပစိုးခရမ်းရပိုးအင်ကြီးနိုးနေအောင်ခေါင်းမောင်းဘဝခရမ်းနဲ့တစ်ခွခရမ်းခြေအိတ်အဖြူရွှေချီကျိုးခြေနှင်းဖက်နှက်အားလုံးကိုဒီစီချင်းပေးမှာစုပုံချလိုက်တော့မင်းမင်းကိုဒီစီချင်းကကြည်နဲ့တဲ့လက်ဝက်လက်စားဖို့မင်းမင်းဖွင့်ပြီးထုတ်နေတဲ့အချိန်မှာဒီစီချင်းကခေါင်းပေါင်းပေါင်းနေနှစ်ပေါင်းမြောက်များစွာ
နက်ကစားလာတဲ့နက်ကတော့ခေါင်းမောင်းကို9ခါလောက်ဖြတ်ချပေါင်းလိုက်လုံနေကြတဲ့ကမင်းသိတာပေါ့ကဲဖဲကျုပ်ပေါင်းမယ်ခမည်းနဲ့ကတော့တက်ပွဲတက်လိုက်ရမှာမဟုတ်ဘူးဒီစီချင်းမျက်နှာတစ်ခုလုံးဝင်းပါသွားပြီးပြုံးကြီးဖြစ်သွားတယ်မင်းပါပြောဒီစီချင်းမမှုတော့ပြီကောင်းကလေးကိုအလိုက်တင်မော်ပြီးမင်းကောင်းပေါင်းပေးရကိုဂျင်းနဲ့သဘောကျလို့နေတယ်ဂျင်းနဲ့တဲ့ဟန်ဆောင်မင်းဆောင်ထိုးလိုက်ဟန်ဆောင်အမေရွေတွေကိုလှုပ်လိုက်နဲ့မင်းစိတ်မပါလက်မပါပေါင်းပြီးတဲ့ကောင်းပေါင်းညခုံးနှစ်ဖက်ကိုဖုံးပြီးပတ်တီးစီးသလိုဖြစ်နေတာတော့မသိကြိုးချွန်ပြူနေတယ်ပြီးတော့မှမင်းအပြင်ခဏထွက်တဲ့ချိန်ဘေးနာကမိန်းမတွေလည်းလစ်တဲ့အချိန်လောက်မှပြုတ်ဆူကောင်းပေါင်းကိုပြင်ပေါင်းမလိုက်တယ်မြန်လိုက်သလားလည်းမမေ့နဲ့လှလိုက်သလားလည်းမမေ့နဲ့ဒီလိုကောင်းပေါင်းမျိုးကိုအကြိမ်ပေါင်းထောင်ချီပြီးပေါင်းလာခဲ့တဲ့နက်ကတော့ပဲမပေါင်းတက်ပဲနေမလားသူပေါင်းပေးတာကိုခံကျင်လို့သူယူရတာဂယုစိုက်တာကိုခံကျင်လို့ပါရော့ပလဲကျိုးခရမ်းဆွဲမှာဆိုရင်ပလဲကျိုးကိုအရှိပဲဆွဲတော့အုံးဆန်ကျိုးအကြီးလဲဆွဲဦးမှာမလားမင်းစီမြန်သမျှကိုတဘောဆိုတဲ့မျက်နှာပြီးနဲ့ကြည်နှက်လို့နေတယ်ဟဲ့ပန်းပေးရောမိမတစုရဲ့လှောင်ရည်တန်နေကြမှာမင်းကပန်းပေးရပြန်တယ်ပြီးတော့ပစိုးကူဝတ်ပေးရပြန်တယ်ဟဲ့ဟိုအမတွေပြင်းတာစင်သားကြဗဒနာရင်ထိုးပြီလေတွားမယ်နော်ငါနာမည်ဘယ်လောက်လဲဟဲ့စနစ်လိုပါသေးတယ်ခုနကတွားမိပြီးသားနံပါတ်8တက်နေတော့ရှိသေးတယ်အေးပြီးရောပွဲတွေရောပစိုးတွေရောစတော်စာတွေရောပြီးပြီနော်ဒါကျွန်တော်အလုပ်ပါခမညင်နေစမ်းပါအိုးညင်နိုင်ပါဦးတော်ဒီစီချင်းရဲ့နောက်ဆက်တွဲစကားတွေကိုမိန်းမတွေကအားပေးအားမြောက်ရှိလိုက်တာနဲ့ဒီစီချင်းကပိုဆိုးတော့တယ်ပြောချင်ရတွေပြောတော့မယ်ပြောချင်ရပြောကိုလို့ရမယ့်အလုပ်ကိုပြုံးကလေးနဲ့မင်းလုပ်လို့ရပါတယ်ကြာတော့လည်းမင်းအရေးထူခဲ့ပါပြီဟိုတုန်းက16နှစ်သားရွယ်မှာသာနှစိမ့်နေရိုင်းလေးမိန်းမတွေအလဲကနေရှက်ကြောက်ထူပူပြီးထွက်ပြေးခဲ့ဘူးလားနောက်တော့လဲဒါတွေနဲ့နေသားကြခဲ့ပြီရင်ပါခဲ့ပါပြီနံပါတ်10ရောက်တော့မယ်နံပါတ်9တက်နေပြီနန်းကြီးကိုချီမြန်တော်လွှတ်ထားတဲ့အချောင်းမတင်မြင့်ရဲ့အော်တန်ပြတတာလေးခြံဝင်းဝါကပေါ်လာတာနဲ့ဒီစီချင်းတအိမ်လုံးလှုပ်ရှားသွားကြတယ်ခရမ်းရောင်ယောက်ျားနှုတ်ဝတ်လေတော့နဲ့မင်းသားကြီးတစ်ပါးလိုချုံးမောခန့်ညာနေတဲ့ဒီစီချင်းကရှေ့ဆုံးအထွက်တယ်သူ့နောက်ကမှတပ်ပွဲတကာနဲ့တကမတွေကတော်ပွဲစတော်စာပွဲပစိုးအုပ်တွေနဲ့ဘောင်းတော်တွေတင်ထားတဲ့ရွှေကလတ်တို့စတီးနေမန်းတို့ကိုတယောက်စီကိုင်းပြီးတန်းစီထွက်ရမယ်အားလုံးဟာကောင်းပေးလှပေးအဖိုးတန်ပေးဆိုတဲ့အဝေစားနဲ့လက်ဝတ်လက်စားတွေကိုတက်နိုင်တဲ့၍ဝစ်စင်ထားခြင်းဖြင့်နတ်ကတော်ရဲ့ဂုံရှိန်ကိုမြင့်စေတယ်ဘုံတကူအာနာကိုမြင့်တင်ရရောက်တယ်ဖနက်တွေချွတ်ခဲ့ကြနော်ဖနက်မစီးကြနဲ့ထွက်ခါနီးမှာမင်းမရလိုက်အော်တတိပြီးတော့အဖိုးတန်အဝတ်စားနဲ့လိုက်ရောညီထွေအောင်စီးထားတဲ့အဖိုးတန်ဖနက်တွေကိုချွတ်ခဲ့ကြရတယ်နန်းကြီးပေါ်မှာဖနက်ထားစရာနေရာလည်းမရှိဘူးဘယ်သူမှလည်းစောင့်မပေးနိုင်ဘူးဖနက်ကြီးတွေကင်ပြီးနန်းကြီးပေါ်တက်လို့ကိုရိုနှစ်ပါးနာကဖြတ်လို့လဲဘယ်တင့်တော်ပါမလဲအဲ့ဒီတော့ဖနက်မစီးပဲသွားတာအကောင်းဆုံးပဲခြံဝန်းထဲကထွက်ပြီးနန်းကြီးကိုသွားရလမ်းတစ်လျှောက်မှာဒီစီချင်းရဲ့နောက်လိုက်နောက်ပါများတပ်ပွဲထွက်မြင်ကွင်းကိုကနာတဲ့အားလုံးကညီမောကြည့်ကြတယ်တပ်ပွဲမတက်တိုင်ရှာတဲ့နက်ကတော့လေးတွေကကနာတဲ့ရှိမျောလေးထဲမှာတောင်ပြုံးလာစီကိုကြွေခေါက်နှက်ဟောရှာရင်းကနေဒီစီချင်းကိုအားကြညီမောကြတယ်နန်းကြီးရဲ့ဘေးပေါက်အောင်နာကိုဒီစီချင်းတို့ရောက်တဲ့ချိန်မှာနံပါတ်6တက်ပြီးသွားလို့နန်းကြီးရှိပေါက်ကနေဆင်းသွားပြီနံပါတ်6ဆင်းသွားတော့မှဘေးပေါက်လေကားမှာတန်းစီထားတဲ့နံပါတ်7တက်မဲ့နက်ကတော့ဖွဲကိုလေကားတကားပေါက်ဖွင့်ပြီးတယ်အဲ့ဒီချိန်နန်းကြီးနောက်ဘက်ကနေအစင်သင့်ဆောက်နေတဲ့နံပါတ်10ကနန်းကြီးရှိအရှင်နှစ်ပါးရှိရောက်သွားပြီနန်းကြီးနောက်ဘက်ကိုဝင်မဲ့တကားပေါက်မှာနန်းဒိန်းမျိုးတွေထဲကတာဝန်ကြတွေစောက်ကျက်ထားတယ်တပ်ပွဲတက်မဲ့နက်ကတော့နဲ့အဖွဲကလည်းတခြားမြည်သူတဦးတယောက်မှတက်ခွင့်မရှိဘူးအထူးစီစစ်ပြီးမှတက်ခွင့်ပြုတယ်
နံပါတ်7ဝင်သွားပြီးတဲ့အချိန်မှာနန်းတော်ဘေးတကားပေါက်ကိုချက်ချင်းပြန်ပိတ်ပလိုက်တယ်နံပါတ်7ဒီစီချင်းတို့ဖွဲ့ကဘေးပေါက်လေကားရင်းမှာအစင်းသင်ဆောက်ကြရတယ်လေကားရင်းကနေဒီစီချင်းကနန်းတော်ကြီးဘေးကနားတဲခန်းနေစီကိုလှမ်းလက်အုပ်ချီတယ်နန်းတော်ကြီးဘေးကနားတဲခန်းတွေမှာမိဖုရားကြီးတွေနဲ့နတ်နေကြီးနတ်ဝါကြီးပေါင်းနေရှိတယ်လေကားရင်းကနေဒီစီချင်းကနန်းတော်ကြီးဘေးကနားတဲခန်းနေစီကိုလှမ်းလက်အုပ်ချီတယ်နန်းတော်ကြီးဘေးကနားတဲခန်းတွေမှာမိဖုရားကြီးတွေနတ်နေကြီးနတ်ဝါကြီးပေါင်းနေရှိတယ်နန်းတော်ကြီးပတ်လဲကနားတဲခန်းတွေက VIP ကနားတဲခန်းတွေပေါ့အလကားရတာတော့မဟုတ်ဘူးသူတို့လည်းငားကပေးရတာပဲတခန်း2000ပေးရတာပဲနေရာကောင်းရတာတခုပဲနေရာကောင်းတော့နတ်မေးတဲ့သူများများလာတာပေါ့မိဖုရားကြီးတွေလည်းနန်းကြီးပေါ်မတက်ရတဲ့ချိန်ကျွေးခောက်ရတာပဲဘောင်းတွေလည်းတူတူပေါ့ကျွေးမခောက်နဲ့မဟောလို့ပိုက်ဆံဘဲကရမလဲမမီရေလှတယ်အမေဘသူပါလဲလို့မလမြိုင်စိတ်မမပြင်းသားဆင်သားလိုက်တာဖိဖိတောက်လို့ပါလားအေးနင်လဲလှတယ်ဟိုမင်းသမီးနဲ့တူတယ်ဘသူဟဲ့ဘာဘူးဟဲ့ပြောစမ်းဒီစီချင်းကတော့လှုပ်လိုက်ပြီဘေးနာကထွင်တရာဘို့လို့អော်လိုက်တော့မှအေးအဲ့ဒီမင်းသမီးနဲ့တူတယ်ဟဲ့စိတ်မမနင်က73လားဟုတ်လားဟုတ်တယ်မမီစိတ်မမကဒီစီချင်းကိုလက်အုပ်ကြည့်ကြတော့ရင်ဖြီးတယ်ဒီစီချင်းပြောသလိုပဲစိတ်မမကထွင်တရာဘို့ပြင်ပုံစင်ပုံစရုံးထုံးပုံအတိုင်းတူအောင်ပြင်ထားတယ်ရီပုံပြုံးပုံစကားပြောပုံအမှုရာတွေပါတူထားတယ်သူကမိန်းမနှက်ချော့မှာဆိုတော့မိန်းမပုံနဲ့ဝင်လာတယ်သူတက်မှာကချော်ပွဲပေါ့ဒီစီချင်းတို့လိုယောက်ျားနဲ့ဦးမင်းကျော်ချော်မဲ့ဟာတွေကြတက်ပွဲပေါ့ကြိုက်တာနဲ့တက်လို့ရပါတယ်ကိုတန်ရပေါ့ဟိုတော့ကတော့ချော်ပွဲနဲ့တက်ပွဲမှာမိန်းမနဲ့ချော့တဲ့သူကိုတက်ပွဲကြီးလျှော့ယူတယ်ခုတော့တူတူဖြစ်သွားပါပြီစတော်စာမှာတော့သူကပို့ရသေးတယ်အမတော်မငွေတောင်စတော်စာအတွက်စီတမင်းနဲ့ငါးကြော်ကတက်ပါရသေးတယ်ပြီးတော့ဟိုတော့ကမိန်းမနဲ့ချော်ရင်အချိန်များကြီးရတယ်မိန်းမနဲ့ကအကတွေများတာကိုအနည်းဆုံးနိုင်ဝက်တစ်နိုင်ရတယ်ခုတော့မရတော့ပါဘူးတက်ပွဲတက်တဲ့သူကများလာတော့ယောက်ျားနဲ့တွေနဲ့တူတူပဲ15မိနစ်ဖြစ်သွားပြီစိတ်မမနောက်ကပါလာတဲ့ဟာတွေကလည်းမနှဲပါလားဝိထားစားရတာတွေကလည်းပြန်လို့လန်းလို့စိတ်မမကလည်းနဲတဲ့မိမရှာမှမဟုတ်ပဲဒီဘက်2နှစ်3နှစ်အတွင်းတအားတက်လာတဲ့စာမဏီမပဲအသက်က40လောက်ရှိအောင်ပါတက်ပွဲမှာဒီလိုအချိန်ကောင်းနံပါတ်ကောင်းရဖို့ဆိုတာတကယ် VIP နံပါတ်ကောင်းတက်ပွဲကတစ်နေ့80 90ရှိရဘူးတက်ပွဲစားတဲ့ညနေ3နာရီက8နာရီ9နာရီအတွင်းတက်ရတဲ့နက်ကတော့တွေကမှတကယ် VIP နက်ကတော့နာမည်ကြီးနက်ကတော့နံပါတ်80ကျော်80ကျော်ကြပြီညနိုင်ရင်မှပြန်တက်ရတဲ့နက်ကတော့ကမျက်နှာမွေးနက်ကတော့နာမည်မရှိရှာသေးတဲ့နက်ကတော့ပေါ့ကိုကြည့်မဲ့သူမရှိပါမရှိမူလင်းခါနီးပဲပြုတ်တင်နဲ့ရောတက်ရတဲ့နက်ကတော့လေဟဲ့ဂျိန်းကြားရောင်ဆောင်လာတော့ဂျိန်းမာလားဟဲ့အမေစောင်းစရာလားဟဲ့တရေခက်တရာသူအပြတ်မှာဟဲ့နန်းကြီးဘေးကိုနောက်ထပ်ရောက်လာတဲ့နံပါတ်15ရီနဲ့ဒီစီချင်းအချင်းချင်းអော်ကြဟဲ့ကြနှုတ်ဆက်ကြတယ်ဝစ်လာတဲ့အဝတ်စားအစင်တစားစင်းနဲ့ပြိုင်ကြဆိုင်ကြကြည်ကြရင်နဲ့တက်ပွဲတက်ဖို့စောက်ရတဲ့အရာသာဟာတက်ပွဲတက်ဖို့တဲ့နက်ကတော့ချင်းပဲသိတယ်ဒါအရာသာပဲဒီရတာအတွက်တစ်နှစ်လုံးတက်ပွဲစည်းကိုကြော်ရလှော်ရတာလေ30ပြီးတော့မယ်နော်30နန်းကြီးဘေးတကားပေါက်ဘေးကနေမင်းကဒီစီချင်းတို့အဖွဲ့ကိုလှမ်းတတိပေးတယ်ဒီစီချင်းကအသာနားဆွင်းလိုက်တယ်ဟုတ်သားပဲဖေးကျော်ဒိုးဆွဲနေပြီနံပါတ်30ပြီးတော့မယ်30ပြီးရင်ဒီစီချင်းတို့နောက်ထဲဝင်လို့ရပြီအားလုံးကိုအဖွဲ့ကိုစစ်ပါမဆိုင်တဲ့သူမပါစေနဲ့ကိုလူကိုစစ်ပါဒါမျိုးကတော့ကိုမင်းတို့ကဖြစ်ပါတယ်တာဝန်ကျနန်းထိန်နေရမအော်ရအောင်သူကဆရာကြီးတာဝန်ကျနန်းထိန်နေနဲ့သူကအဖွဲလေဘေးတကားပေါက်ကနေသူကနေရာယူပြီးသားဆိုတော့ကိုလူကိုကြိုက်တဲ့လောက်တင်လို့ရတာပေါ့မဟုတ်ရင်နန်းထိန်ဆောက်တွေကလူများတယ်ဆိုပြီးဖြုတ်ချတတ်တယ်ကဲလာ
အားလုံးလားနံပါတ်10ဆင်းသွားတာနဲ့ဘေးတကားပေါက်ပွင့်လာတယ်မမေရဲ့စော်အုံမှုနဲ့ဒီစီချင်းတို့ဖွဲ့မြ мян ဝင်ရတယ်ဟေးဟိုလူဘယ်သူလဲဘာလို့တိုးဝင်နေရလဲဖဲကိုဖွဲ့ကိုတည်တဲ့မမေကလှမ်းအော်တော့မှကြားပြက်လိုက်ဖို့ကြိုးစားနေတဲ့သူထွက်သွားတယ်ဒါမျိုးကိုနန်းနေအဆောက်တွေကတိတ်တိထားရတယ်နန်းကြီးတွေကိုတက်ပွဲတက်နေတဲ့တစ်ချိန်မဆိုင်တဲ့သူဝင်မလာဖို့တိတ်အေးကြီးရဲ့လေနန်းကြီးထဲမှာပြဿနာတွေကဖြစ်ပေါင်းများလာပြီနန်းကြီးနောက်တဲကိုဒီစီချင်းတို့အဖွဲ့ရောက်လာတာနဲ့ပါလာတဲ့ကြော့ပွဲတို့စတော်စားပွဲတို့ပစိုးအုပ်တို့ကိုနန်းကြီးမျိုးတာဝန်ကျမျိုးသမီးတွေကစုံမစုံစိတ်မစိတ်စစ်စေတယ်ကြော့ပွဲပါရဲ့လားစတော်စားပြည့်စုံရဲ့လားပစိုးအုပ်3အုပ်ဟုတ်ရဲ့လားပဝါ6ပိုင်ဟုတ်ရဲ့လားဆိုတာကိုစစ်ဆေးပြီးသူတို့ပွဲထဲစရာတွေမှာပြောင်းပြီးပြင်ရတယ်မပြင်လို့လည်းမရဘူးလေတပ်ပွဲတွေကဆက်နေတော့အချိန်မရဘူးကိုထဲစရာနဲ့ကိုဆိုတပ်ပွဲပြီးရင်ပြန်လှည့်ရတာတော့ဘာလို့လုပ်ရအောင်လဲအဲ့လိုလုပ်နေဖို့အချိန်မရဘူးဒီတော့နောက်မှနန်းကြီးကထဲစရာပြင်စရာနဲ့တခါတည်းပြင်တာကိုအိမ်ကထဲလာတဲ့ထဲစရာတွေကိုတယောက်ယူထားဟိုနာဒီနာချမထားခင်နဲ့ဘယ်သူမှဒီချိန်မှာတာဝန်မယူဘူးနန်းကြီးမျိုးနန်းထိန်မျိုးတာဝန်ကျအမျိုးသမီးဝဝကြီးကကျမ်းပြင်မှာခြေစင်းထိုင်ညောင်းညာပင်ပန်းတဲ့အကြောင်းညှင်းညူနေဒါတော့သူတို့တွေကိုဆွေမျိုးအုပ်စုပေါင်းနဲတာမဟုတ်ဘူးအားလုံးအလှည့်ကျတာဝန်ယူရတာနန်းထိန်မျိုးတွေနဲတာမှတ်လို့ဒါတော့အလုံးနဲ့လူနဲ့မမျှဘူးနန်းထိန်မျိုးမဟုတ်တဲ့တခြားသစိမ်းကလည်းနန်းကြီးတာဝန်ကိုထမ်းလို့မရဘူးလေနန်းထိန်မျိုးမှာနန်းကြီးတာဝန်ကိုယူလို့ရတာဓာတ်ပုံရိုက်မှဖြစ်ရိုက်ကြလေမြန်လို့တပွဲတကာတွေနဲ့ဒေစီချင်းကိုမမေကစော်ဩပြန်တယ်နန်းကြီးရဲ့ခွင့်ပြုချက်နဲ့ကန်ထရိုက်ယူရတဲ့ကင်မရာတွေရဲ့မိရောက်နေနန်းကြီးနောက်ပိုင်းမှာတစ်ဖြက်ဖြက်လင်းလက်နေကြတယ်ဒီမှာကင်မရာယူလာလို့မရဘူးနန်းကြီးကင်မရာနဲ့ပဲရိုက်ခွင့်ရှိတယ်ဗီဒီယိုရိုက်ချင်လေးရတယ်ဗီဒီယိုရိုက်မယ်ဆိုရင်တပွဲကြီးတင်ကလေးကနန်းကြီးမှာတခါတည်းငွေသိမ်းစင်းရင်ပေးထားရတယ်နန်းကြီးကင်မရာနဲ့ပဲရိုက်ခွင့်ရှိတယ်ဗီဒီယိုရိုက်ချင်လေးရတယ်ဗီဒီယိုရိုက်မယ်ဆိုရင်တပွဲကြီးတင်ကလေးကနန်းကြီးမှာတခါတည်းငွေသိမ်းစင်းရင်ပေးထားရတယ်ဒီစီချင်းတို့အဖွဲ့ဓာတ်ပုံ5-6ပုံပဲရိုက်ရသေးတယ်ရှိကနံပါတ်7ဒိုးဆွဲတန်ကြားရပြီကဲလှုပ်ကြော်ပွဲရထားလေစတော်စာပွဲတွေရောအားလုံးတန်းစီတာကဲခမရရှေ့မှာသွားနေလေဘာလုပ်နေရလဲမမေကအားလုံးအစင်သင်ဖြစ်ဖို့ပြာရာခန့်နေတယ်ယောက်ျားပုံခန့်ကြီးနဲ့ဒီစီချင်းကကြားမူပပမဲ့ကရွဲကမျက်စောင်းထိုးကနဲ့ဂျင်းနဲ့လို့နေတယ်7ပြီးပြီဝင်မြန်ဝင်မမေရှိရနေအားလုံးကိုဥဆောင်ပါတယ်ဒီစီချင်းတို့နန်းကြီးရှိဘက်အရှင်နှစ်ပါးရှိကိုရောက်တာနဲ့ရှိကနံပါတ်10ရဲ့ကြော်ပွဲစတော်ပွဲတွေနန်းကြီးဘေးကအခန်းထဲရောက်သွားပြီငပြောသည့်အုံသီးတွေစတော်စာတွေနဲ့ပြည့်ရှံနေတဲ့ဘေးခန်းတွေကိုမြန်ဆွဲချပြလိုက်ပြီဒီစီချင်းအရှင်နှစ်ပါးရှိအရောက်ဆိုင်ကတမ်းမီတီးရတာပဲအချိန်မရဘူးလေအချိန်နောက်တစ်ပွဲတွေအများကြီးရှိသေးတယ်လေချက်ချင်းပဲဒီစီချင်းကအရှင်နှစ်ပါးနဲ့ရှေ့မှာထိုင်နေတဲ့တိုးဆောင်မိဖုရားကြီးတွေကိုကြော်ပြီးနှက်ကြီးကောက်တယ်နှက်ကြီးကောက်ပြီးရနဲ့ဆိုင်ကချိုးချလိုက်တော့တယ်ဖီကြီးကျော်ကြက်လောင်းပြီးတော့ရေခမ်းမင်းကျော်မြေးမော်တင်ကခေါ်ဟေးဒီစီချင်းကြက်ဖလားတွေကိုတက်ပွဲတကာက3000အုပ်နဲ့လိုက်လာတဲ့ပြိသက်ဖွဲ့တွေကပိုက်ဆံနေထည့်ကြတယ်သူတို့တည်းကဒီစီချင်းကြက်လောင်းမဲ့ရှောက်လန်းပြီးတစ်ဖက်စီမှာနေရာယူထားကြတယ်အရှင်နှစ်ပါးရှိကစားပြီးဘေးနှစ်ဖက်စလုံးတန်ပန်းတွေအပြည့်ကာရတဲ့အထဲမှာတိုးဆောင်ဘောင်းဆောင်နေနဲ့နှက်ထိန်တွေရဲ့တပ်ပွဲတက်တဲ့နက်ကတော့နဲ့နောက်လိုက်အဖွဲရဲ့ပဲရှိတယ်မဆိုင်သူတယောက်မှဝင်လို့မရဘူးအေးလုံခြုံရေးအတွက်ထားတဲ့ရဲ2ယောက်တော့ရှိတယ်တစ်ဖက်တစ်ချက်မှာကာရတဲ့တန်ဖန်းရဲ့အစုံမှာဆိုင်းရှိတယ်ဆိုင်းနောက်မှာပိတ်ထားတဲ့တန်တကားရှိတယ်တပ်ပွဲစားတဲ့ညနေ3နာရီကစားပြီးတန်တကားကိုပိတ်လိုက်တော့တာပဲတပ်ပွဲကိုကြည့်ရှင်တဲ့သူကတန်ပန်းအပြင်ကကြည့်အရှင်နှစ်ပါးပန်းဆက်ချင်တဲ့သူတွေကလည်းအဲ့ဒီချိန်မှာတန်ပန်းကြားကလှမ်းဆက်အရှင်နှစ်ပါးရှေ့မောက်ကိုတော့ဝင်လို့မရတော့ရွှေခမ်းမြင့်ကျော်မြေမော်တင်ကခေါ်
ဒီစီချင်းရဲ့ကြက်ဖလားတွေကပြေဖြိုးမောက်ရှန်နေတဲ့ငွေတွေကိုမြင်လာနဲ့ပါလှက်နေတဲ့အဆိုတော်ကခေါ်တွေလှုပ်တော်တယ်မြင်လာနဲ့တိလိုက်ပြီးအိမ်ရင်းပေါင်းဆောင်ဥပါစီငွေပေါ်တဲ့ဒီစီချင်းတွေခေါ်တွေလှုပ်မှာပေါ့မဟုတ်လို့ကတော့လားပိုက်ဆံမပေါ်တဲ့ရေမရှမ်းတဲ့မျက်နှာမွေးနက်ကြော်လေးတွေများဆိုလို့ကတော့ပကန်းမင်းကျော်မြင်းပေါ်တင်ကခေါ်ဒါပဲခေါ်တလုံးပဲအောင်မလီပိုက်ဆံထွက်မဲ့နက်ကြော်ကြလှုပ်လိုက်ပါလိမ့်မယ်ရွှေခမ်းမြင်းကျော်မြင်းပေါ်တင်ကခေါ်အလူလာကြနော်ဟောလာကြနော်တွေကလည်းထက်လို့ဒီစီချင်းကြက်ဖလား3ဖလားလောင်းရမယ်ပထမ2ဖလားကအရှင်2ပါးအတွက်နန်းကြီးအတွက်2ဖလားကအနည်းဆုံး4000ရှိရမယ်တစ်ဖလားကို2000အနည်းဆုံးရှိရမယ်ကိုတက်ပွဲတကားကတော့တစ်ဖလားကို3000လောက်ရှာပါတယ်လိုက်လာတဲ့ပရိသတ်ရောဆိုတစ်ဖလားကို3000ကျော်ပါတယ်နှစ်ထိန်မျိုးမိန်းမတယောက်လက်ခံနေတဲ့ပီနံအိတ်ဖြူကြီးထဲမှာပတ်စံနေပြေးရှံစားပြုပြီးဒါနံပါတ်7ပဲရှိသေးတယ်မနက်လင်းကနေတက်ပွဲအလုံးကုန်တဲ့အချိန်ဆိုပီနံအိတ်ကြီးတွေ9အိတ်6အိတ်ပြေးရှံနေတော့တယ်ဒါတွေကြောင့်တန်ပန်းနေကားပြီးလုံခြုံရေးလေးချထားရတာပေါ့လာကြနော်လိုက်ချင်သူလာကြနော်လိုက်မဲ့သူတွေလာခဲ့နော်ဖေးကြောကခေါ်ရဲ့လေနောက်ဆုံးကြက်ဖလားကိုစိုင်းပစ်ပေးပြီးရနဲ့ဒီစီချင်းတို့ကဟိုဘက်ဒီဘက်လက်ကိုက်ကြီး900စီနဲ့ဒိုးဆွဲတော့တယ်ဟေးဒိုးနန်းတော်ကြီးကဒိုးဒီစီချင်းရဲ့လက်ကိုက်ကြီးကိုကြည့်ပြီးတဆိုင်လုံးကဝိုင်းអော်တဲ့ဒိုးသံတွေနန်းကြီးပေါ်မှာဟိန်းလို့နေတယ်ဒီလိုဟိန်းမှဒီစီချင်းတို့ကကြိုက်တာပြီးမယ်ပိုက်ဆံပြီးမယ်ဒိုးကြီးပြီးမယ်ရော့ဟဲ့အစိုးရတွေရော့ဟဲ့ဝိုင်းသမားတွေရော့ဟဲ့လုံခြုံရေးတွေကျန်တဲ့ပိုက်ဆံအားလုံးကိုဒီစီချင်းကကျဲချပလိုက်တယ်ကောက်ချင်တဲ့သူကောက်ကြတန်ဘက်အပြင်ဘက်လွင့်သွားလဲအပြင်ကလူတွေကောက်ကြနန်းတော်ကတက်ပွဲမှာဘာမှယူတာမဟုတ်ဘူးနန်းတော်ပေါ်အကုန်ထားပြစ်ခဲ့ရတာနက်ကြော်ရတာကတက်ပွဲဝစ်တက်တဲ့မဆိုးနဲ့နန်းတက်ရတယ်ဆိုတဲ့ဂုံပဲဒါပဲတချို့နက်ကြော်တွေကတော့လှုပ်ကြတယ်လက်ကင်ကြီးကာရင်ကနေပစိုးတဲ့အလစ်ထိုးပြီးယူတာပေါ့ကိုလည်းငငယ်တော့လှုပ်ဖူးပါတယ်ခုတော့တော်ပြီမလဲတိတ်မမတ်တော့ဘူးပြီးတော့ဒီခေတ်ကြီးကစိတ်ကြွရမရှိဘူးရှက်စရာကြီးမနစ်ကနက်ကြော်တယောက်အလစ်ဆိုပြီးအဲ့လိုလှုပ်ချလိုက်တာဗီဒီယိုရိုက်ထားတော့ဗီဒီယိုထဲမှာじゃထင်းထင်းကြီးပေါ်နေရောကဲရှက်စရာကြီးကဲလာထွက်မယ်အားလုံးတရားထွက်မယ်တက်ချိန်ဘယ်လောက်ရှိပါလဲသူများထုံးစံ15မိနစ်တော့ကမှာမဟုတ်ဘူးဂျိန်းဆို9မိနစ်လောက်ကပို့ပြီးသားပဲဒိုးကြီးမျက်နှာပေါ့ညနေပိုင်းလေးရောက်ဒိုးကြီးမျက်နှာလည်းမရှိတဲ့သူတွေဆို9မိနစ်10မိနစ်နဲ့ဆွဲချပစ်တာဘာမှတ်လို့လဲကဲဥပစီနန်းတော်ရှိပေးလေကားကိုထွက်ဖို့ဖောက်ထားတဲ့တန်ပန်းပြီးတကားအသေးလေးကိုရောက်တာနဲ့မင်းရဲ့သူစိတ်တူရင်ခေါ်တက်တဲ့သတိပေးတန်ကိုဒီစီကျဲကမျက်စောင်းနဲ့တုပ်ပြန်တယ်တကယ်တဲ့အဖေရဲ့သိပါတယ်ဒီစီကျဲကပစိုးခပုံစားကိုယူထည့်ပြီးလဲပင်ကိုပတ်လိုက်တယ်အပြင်လူအုပ်ထဲရောက်တော့မှမို့လက်ဝတ်လက်စားတွေအတွက်လုံခြုံရေးလေးဖြစ်ဖူးတာကိုဒီလိုအထွက်မှာလူပြေးတာမျိုးတို့ခုနကကြက်လောင်းနဲ့ပိတ်ဆန်ကျဲတဲ့အချိန်မျိုးမှာလဲအပြင်ကလူစိမ့်ပါလာရင်ကပ်ပြီးကိုလိုဘာလိုနဲ့ဆွေးယူတွေပါတယ်ဖြတ်သွားတတ်တယ်ကိုကဇောနဲ့ကနေတော့ဘာမှမသိလိုက်တော့ဘူးမင်းဟာဂျိန်းအတွက်အဲ့ဒါကြီးအားကိုရတာပေါ့တပွဲတက်တဲ့ချိန်ဆိုမိမဘီနာကဘယ်တော့မှသူမခွာဘူးစူးရင်တာတွေဂယုစိုက်တာတွေအေးကိုကြီးမူးတယ်ကွာဟဲ့နန်းကြီးကနေဘက်စီကိုချိုးခွေးလိုက်တာနဲ့လေပင်ပတ်လာတဲ့ပစိုးခပုံစားကိုပြက်ဆူဖြုတ်ချလိုက်ရင်ဒီစီချင်းကလှုပ်ချလိုက်ပြီလေချင်းတွေတအေးတက်ပြီးနတ်ဝင်တက်တဲ့ဖီကြီးကျော်စတိုင်ကဒီစီချင်းရဲ့မူပိုင်စတိုင်နေညိုလေပြိုတက်တဲ့ဖီကြီးကျော်ကနန်းကြီးပေါ်ကနေလိပ်ပြမခွာသေးပဲကတ်နေသေးတဲ့သဘောဒါတက်ပွဲဆင်းရင်ဒီစီချင်းတို့လုံနေကြပဲလိပ်ပြရှင်ကိုဖီကြီးကျော်ကချစ်လွန်းလို့စီးလိုက်လာတာပေါ့
ဟေးကော့ပြပေါ်မှာကော်စောခင်းတာမမေဟာအိမ်အဝင်ဝမှာအရေးတကြီးလှမ်းអော်ပေးရတယ်တက်ပွဲတက်လာတာချွေးတွေတန်တွေတရွှဲရွှဲနဲ့အိမ်ဘေးမကြည့်ပင်အောက်ကကွပြမှာဒီစီချင်းနားတင်တယ်လေကြွပါဖေဟာအဖေကြီးဒီကိုကြွပါဖေဟာအေးအဖေကြီးကိုရေးကြည့်တော့တင်ဆက်ဟဲ့အချိုရပလတ်စတစ်ဘူးလေးပိုက်တက်ပြီးမမေရယူလာတယ်တက်ပွဲတကမကဖေးကြော်ရက်သွင်းတယ်ဟေးမောင်မကိုတော်ကြီးနောက်ကခစားပြီးလိုက်ခဲ့အောင်နန်းမှာကိုတော်နန်းတက်အောင်မယ်ကွာပျော်အောင်မယ်ကွာမှန်ပါဖေဟာလိုက်ပါမယ်ဖေဟာကွပြကောကနေဒီစီချင်းကခုံဆင်းလိုက်ပြီးအချိုရဘူးကိုကင်မြောက်လိုက်တယ်ဟေးဖေကြီးရဲ့သားသမီးတွေနောက်နိုင်လိုက်ပါတွေအားလုံးပြည်လေပင်အောက်နန်းမှာကိုတော်ပျော်အောင်မယ်လိုက်ကြမှာလားဟဲ့လိုက်ပါမယ်ဖေဟာလိုက်ပါမယ်ခြံဝင်းထဲကလူအလုံးလက်အုပ်တွေချီပြီးဝိုင်းអော်ကြတယ်အေးပြည်လေပင်ပြီးရင်လက်ချောက်ဖက်နန်းပြီးရင်ငားရဲ့နန်းဖေကြီးကျော်ရဲ့နန်းကိုတွားမယ်ဟဲ့အလုံးကဟေးကနေអော်ပြီးလက်ခုပ်တွေတီးကြပြန်တယ်ဖေကြီးကျော်ဒေးစီချင်းကတော့တအေးအေးလေးချင်းတိုက်ရင်ရှေ့ကနေထွက်တယ်လာညီပွားကိုကြီးကိုတွေ့ဖေကြီးကျော်ကမင်းကိုမိနွေးလိုက်တယ်အသက်ကြီးရောနည်းနည်းတော့မောကျင်ပြီအောင်နှမ်းနေမှကြခုံရပေါက်ရအောင်မဟုတ်လားပွဲတော်တကွင်းလုံးကိုလက်ဆိုင်တန်တွေကဖုံးလွှမ်းစိုးမိုးထားတယ်ပွဲတော်ကအောင်နှမ်းနေပေါ်မှာဆိုင်းကိုစီရှိတယ်အောင်နှမ်းနေပေါ်မှာလဲနက်ကတော်တွေနန်းတက်ကြတာကိုနန်းကြီးတက်ပွဲကိုမတက်နိုင်သေးတဲ့နက်ကတော်ကလေးတွေကအောင်နှမ်းနေမှာတက်ကြတယ်အောင်နှမ်းတက်ပွဲစီကနန်းကြီးတက်ပွဲစီလောက်မကြည့်ဘူးလေ3,000နဲ့9,000ကြားပဲရှိတာနန်းကြီးတက်ပွဲလို့ပစိုးအုပ်တို့ဘာလို့ပါစရာမလိုဘူးစတော်စာပဲပေါ့တက်ပွဲကြီးကတော့နန်းကြီးလိုပဲရှိတယ်နန်းကြီးလောက်တော့မများဘူးပေါ့တက်ပွဲကြီးက900ပဲကြက်တောင်ကြီးနဲ့လက်ကင်ကြီးက2000ရှိရတယ်အောင်နန်းနေမှာလည်းနန်းတိန်တွေရှိပါတယ်အဲ့ဒီနန်းတိန်ပွဲတွေနဲ့ပဲနန်းနဲ့ပတ်သက်တာတက်ပွဲနဲ့ပတ်သက်တာအကုန်လုံးလောက်ပိုင်ခွင့်ရှိတယ်ပိုင်ဆိုင်ခွင့်ရှိတယ်နန်းကြီးတက်ပွဲထပ်ဖို့ကောင်းတာတခုကအောင်နန်းတက်ပွဲကအချိန်ရတာပဲနက်ကတော်တအူကို2နိုင်လောက်တက်လို့ရတယ်2နိုင်ဆိုတော့အားရပါရချော့ရကရတာပေါ့ဒီစီချင်းတို့လိုနန်းကြီးတက်တဲ့နက်ကတော်တွေကနန်းကြီးတက်ပွဲတက်ပြရနဲ့အောင်နန်းနေမှာလိုက်ပြီးတက်ကြသေးတယ်ပြောကြသေးတယ်ပေါ့မင်းစိတ်ထဲမှာတော့အောင်နန်းတွေကတကြံမန်းတက်တယ်လို့ပဲနာမည်ကြီးဆိုင်နေနဲ့နာမည်ကြီးအဆိုတော်တွေကနာမည်ကြီးတချင်းတွေဆိုလို့အဲ့ဒီမှာနာမည်ကြီးနက်ကတော်တွေကတနန်းဝင်တနန်းထွက်ဝင်ကားကြတာကိုအဲ့ဒီရတာကိုနက်ကတော်တိုင်းမမောကြတယ်မမမမပြောကြတယ်ဒီစီချင်းတို့ဆိုစတန်လေးနဲ့တော့ပြောလိုက်တယ်နန်းကြီးတက်ပွဲကလေးကလိပ်ပြာကပ်ပါလာတဲ့ဖေးကြီးကျော်ကနောက်လိုက်နောက်ပါအစုံလေးနဲ့တနန်းဝင်တနန်းထွက်ပြောတာလေမင်းလည်းပြောပါတယ်နောက်နန်းနေလျှောက်သွားရတဲ့အရာကမင်းလည်းကြိုက်တယ်တက်ပွဲတကမတွေရဲ့နောက်လိုက်အပါတွေအားလုံးလည်းကြိုက်တယ်စိတ်လွတ်လပ်လို့ပြောခွင့်ရတာကိုပြောကြရတာကိုနန်းကြီးနန်းတက်ပွဲအောင်မြင်စွာပြီးဆုံးတဲ့အထိမ်းအမှတ်လေးစိတ်လွတ်ကိုလို့ပြောကြစမ်းအောင်နန်းမှာမင်းအရက်တောက်ခွင့်ရတယ်မိုးအောင်တောက်လို့ရတယ်တက်ပွဲတကားတွေလည်းမူးကြတယ်အားလုံးပဲပြောပါမူးကြတယ်လေကြည့်ပါလားပြည်လေပင်ရှမ်းမောင်နှမနန်းနန်းရဲ့မီးလုံးရောင်စုံအောင်မှာအားလုံးပဲလှနေတယ်အားလုံးပဲရှိဝေးနေတယ်အားလုံးဟာစိတ်တွေကိုလွတ်ပစ်လိုက်ဖို့အစဉ်သင့်ဖြစ်နေကြတယ်ဟေးလာနော်ပြင်းသလားကွယ်နော်တချင်းသားဟဲ့ဩမင်းနှစ်ပါးရဲ့ပွဲတော်စားလားနောက်လားပြောတကြောပြိုးစိမ်မဆိုးနဲ့ထုံးစံမို့နော်နတ်တို့သာလူတွေရဲ့သွေးကြောတွေကိုထိုးဖောက်ဝင်အောင်နိုင်စွမ်းရှိတယ်စိတ်ကိုမျိုးကြွတာရစေတယ်ပြီးတော့အချစ်သွေးကိုလည်းကြွစေနိုင်ပါလားမိုးရေရီဝေနေတဲ့မင်းနဲ့နန်းတွေကမိန်းကလေးတယောက်နဲ့ပြီးချင်းပူကတ်ထားကြတယ်နတ်ချစ်သူပရိသတ်ပြည့်ကျက်နေတဲ့ဒီလိုချိန်မှာဘယ်သူကဘယ်သူကိုအပြစ်ဆိုလို့ရမလဲဘယ်သူကဘယ်သူကိုမှလည်းအပြစ်မဆိုကြပါဘူး
အပြစ်မဆိုပဲအချစ်ပို့သွားကြတဲ့သူတွေဒါအများကြီးမင်းသိတာပေါ့သိလဲသိခဲ့ပူပြီကြုံလဲကြုံခဲ့ပူပါပြီဟိုမှာလေအဆူတော်မလေးကိုတပွဲတကာအဖွဲ့တွေကယောက်ျားတစ်ယောက်က90တန်းနေအင်ကြီးရင်ဖတ်တဲ့ထိုးထဲဆူချဖို့ကြိုးစားလို့အဆူတော်မလေးကလည်းရီဝေဝေပီတီတီကြည့်တွေကိုအပြုံးမပြတ်ခံယူရင်ငွေဆက်ကိုရွက်တွေကိုကျွမ်းကျင်လေမှစားအဝတ်တွေထွေးလို့ခက်ငငယ်ဝိုင်းတော်ဒီရွာစားလေးနဲ့ပြိသက်ထဲကကောင်မလေးတယောက်ကလည်းရီဝေဝေအကြည့်ရချမှာအပေးယူတွေမျှတာလို့ဒေစီချင်းနောက်မှာတော့ကားဖို့စောင့်နေတဲ့မိမနတ်ဝတ်စုံနဲ့မင်းမရှာနတ်ကတော့ရင်းရိုင်နေတဲ့တငယ်အစင်လေးတယောက်ကိုချိုသားဖေးမရင်အမိဖန်မှုကြိုးစားလို့နေတယ်ဟေ့ရွှေပြုံးငွေပြုံးပွဲရတောင်ပြုံးပြုံးဆုံးလာတဲ့ဒုညာပွဲတော့လာစီချင်းဖိတ်ခေါ်နန်းထဲမှာတယောက်ယောက်ကျဲချလိုက်တဲ့ငွေစက်ကူရွက်တွေဘလူပြန်ကျလာတယ်ကြက်တန်ကကြက်တန်အစ်လေးတွေကိုတယောက်နဲ့တယောက်ဒိုးဝေကောက်ကြရင်အဆွေအလွယ်လေးတွေဖြစ်ပွားသွားခဲ့တယ်ကောင်မလေးတယောက်ရဲ့ငါးကြက်တန်ဆုပ်ထားတဲ့လက်ကလေးကိုမင်းအကြာကြီးဆုပ်ထားလိုက်ရတယ်မူးနေတဲ့တက်ပွဲတကားကတော့အမျိုးသမီးတယောက်ရင်ခွင်နဲ့ကြာသွားတဲ့ကြက်တန်လေးတစ်ရွက်ကိုအတင်းလိုက်လို့ရဲ့အမျိုးသမီးကလည်းရဲလို့မောလို့ဖေးကြီးကျော်တစီချင်းကခုံပေါက်ရင်ကနေကဲနေတဲ့လင်ကလေးကိုမျက်စောင်းကြီးလှမ်းထိုးနေရတယ်မမေကတော့အဖွားကြီးကိုမသိအောင်ဆောင်ကဲဖို့ပဲကြိုးစားတယ်တခါတလေတော့ခွင့်လွတ်မှာပေါ့ဗျာမိမစိတ်ရဲ့အသားလေးနဲ့ထိတွေ့တရားဆန်းပြစေရောဖိုးစိတ်နဲ့မစိတ်ထိတွေ့ခြင်းကဖြစ်ပေါ်လာတဲ့ជីနူးတရားမှုဆိုတာတဘာဝတရားကပြီးတာဗျသိရလားလူဟာတဘာဝတရားကိုစန့်ကျင်ပြီးကြာရှည်မနေအပ်ဘူးမနေသင့်ဘူးကျင်းစပုံမကြီးဒါတွေကိုခမည်းဘယ်တော့မှနားလည်မှာမဟုတ်ပါဘူးကဲအဖေကြီးကြွတော့မယ်ဒီနန်းမှာကြာကြာနေလိပ်ပြာရှင်လင်လူခံရရင်မြင်တယ်ပရိသတ်ကဝေါကနေရှိပေမဲ့မင်းမရီးနိုင်ပါဘူးမချီပြုံးကလေးကိုတက်ဆင်ပြီးနန်းထဲကမင်းမြန်ထွက်တယ်ကိုရဲရဲရိုးရိုးအသားချင်းထိထားပြီးတဲ့ကောင်မလေးရှိမှမျက်နှာပဲလို့ထားရမလဲဒါမျိုးတွေကမင်းတို့ရိုးတော့ရိုးနေပါပြီလေလူပုံလင်းမှာမန်းနဲ့တိုင်းတက်ပြနေကြဒီစီချင်းကတော့ချစ်လို့ဟေးလို့အရက်ရှိမြင်တာကြောင့်အော်လိုက်မယ်မင်းမှာတော့ရှက်ရုံကလွယ်လို့ဘာများတက်နိုင်ပါလဲညနိုင်တကောင်လေလာထွက်အောင်မေးရွာရွကိုသူရှောင်းနေအိမ်သားနီးအာနာဟုတ်မော့မောင်ရဲ့ကိုကြီးကျော်လာရင်ချမ်းရည်ရက်တွေအမြဲပါသမို့ခန့်ရှိတဲ့ကိုမထုံအောင်မှရှက်လာပြီးမောင်ရဲ့နေလဲမှုရဲ့ညာလဲမှုရဲ့ထူလဲထူရဲ့ရွှေတသန်းနဲ့ရွှေကန်ကြော်ကြီးရဲ့ဒီစီချင်းနောက်ဆုံးဝင်ရမယ့်ပခန်းတန်းကိုရောက်တာနဲ့ဒီနေ့ခေတ်ဖေးကြီးကျော်တဲ့ချင်းကစီကျုံနှုတ်ဆက်တယ်ပခန်းတန်းတစ်ဝိုက်မှာကိုကြီးကျော်နဲ့အကြိုက်ချင်းတူရဲ့ညီဖွားအရွယ်ဆုံးကရင်းရိုင်ကားခုံကြလို့ပခန်းတန်းထင်းကဘောင်းဆောင်ကြီးဒီစီချင်းကိုပြတလဲကြိုပြီးနောက်လိုက်နောက်ပါတွေကိုနေရာချပြီးတယ်ဝိုင်းတော်ဒီရွာစားကလည်းစိုင်းတီးရင်ကလမ်းနှုတ်ဆက်တယ်ဒီစီချင်းရှိကနေတဲ့နက်ကတော့ကဒိုးဆွဲပြီးပေးတင်ပေးရတယ်ကိုလက်ကင်ကြီးတဲ့ကလျှောက်ပေးဒီစီချင်းကိုနတ်နေကြီးနဝါကြီးအနေနဲ့45ချက်တန်တရွက်ပေးသွားတယ်နတ်ချော်ပြီးတော့ကြော်လဲသွားတယ်တိတ်စီစမြောက်ဒီမဟာဖွေရှားအသေးချကြီးမိနေရအတိပြည့်ရှင်မင်းကျော်လာပါနော်အဖျားဖျားမလင်းအတိပြည်သူနောင်မမပဲမနိစီသူနောင်ဖျားပါကြွာမြန်းလာမှာမို့နန်းပေဟာအတွင်းကနတ်မဟီကဟဲ့မင်းထွက်တဲ့စီမင်းထွက်တော့မှာမို့မင်းထွက်တဲ့စီရဲ့ဆိုင်းစရာရဲ့ပါနှက်မှုပေါ့အောင်နှန်းကိုလာကားတဲ့လိပ်ပြာရှင်ပခန်းမင်းရဲ့ဂုံရှင်ဝါကိုတီးပြီးသားလေရွာစားကိုယ်တိုင်မိုက်ကန်ပြီလေမှတ်ပါအဖေကြီးဖေဟာအဖေကြီးပါဖေဟာမူးမထူးမှမူးတဲ့ပခန်းကိုကြီးကျော်ပါဖေဟာဒီစီချင်းရဲ့မူပန်းဟာတိုင်းတအိတ်အိတ်နဲ့လေးပြိုရင်ဖေကြီးကျော်ဝင်လာနဲ့ဟေးဟေးဆိုတဲ့ညာပေးတန်တွေက
ပကန်းတန်းတစ်ခုလုံးကိုဖုံးလန်းသွားခဲ့တယ်မိကနီရဲရဲနှက်ခမ်းနီရဲရဲနဲ့အဆူတော်မလေးကမိုက်ကိုဟန်ပါပါလေးကင်လိုက်တယ်ပြောတာပြောရမောလာတယ်လင်ဝတ္တရားကိုသူနာမလဲတိတ်ခါရှိအောင်နေစမ်းကွယ်အဆူတော်မလေးကဟမ်မိုးပူပူနဲ့ဖေကြီးကျော်ကိုလက်ညိုးလေးထောင်ပြလိုက်တော့နောက်လိုက်နောက်ပါရဲ့ဟေးကနေသဘောကျတဲ့နေစူညံသွားတယ်ဟောထလာပါပြီနောက်လိုက်နောက်ပါတဲ့ကရိုင်းတန်တန်လူတယောက်အဆူတော်မလေးကိုစူချပါရမယ်နင်းညိုဆိုရင်ခွဲထမ်းရည်ကိုသူကြိုက်ပါတဲ့နေထွက်နေဆောင်ခြင်းထိရွှေချက်ကိုသူလောင်းနေကိုကြီးကျော်တခေလွန်လွန်မာတဲ့အဆူတော်မလေးကဟမ်မူရာတွေပုံများလာတယ်စုချတာတွေကလည်းများလာပြီလေတောင်းမှန်ပါမယ်ကျောင်းတကာကြီးရဲ့အရက်တကာနေတကာသူမပိုင်ပွဲမပြီးလို့ဆွဲကြီးရဲ့မောင်ကြီးကျော်ရဲ့ကစားတာလေးလျှော့ကွယ်တောက်တာလေးလျှော့ကွယ်အမြောင်လေးထားတာလျှော့အောင်ကွယ်သာသနာပြုတဲ့ကိုကြီးကျော်ရဲ့ဆိုင်ကပို့ပြီးမြိုင်ဆိုင်သလိုပဲရွာစားခေါင်းတငိမ့်ငိမ့်နဲ့ရှီကုံရေခမ်းတီးနေတယ်စိန်ပေါ်ရင်ကြီးတီးရပြီမပေါ့ဗျာဖေးကြီးကျော်ကကြက်လောင်းတော့မယ်လေကြက်ဖလားတွေကိုနတ်ကတော်ရဲ့လင်ကလေးကြက်လောင်းကြီးတွေလိုက်ခံနေပြီလေထောင်ကျော်မဲ့ဖလားမန်းမြင်နာနဲ့စိန်ပေါ်ရင်ကြီးတို့ကတည်တယ်ပကန်းတန်းတီးစားနေရပဲနှစ်20ရှိပြီပေါ့ဖလားကြည့်လိုက်တာနဲ့ထောင်ဖလားရာဖလားဘာဖလားတော့သိနေပါပြီသိရမယ်လေစိတ်ပေါ်လင်ကြီးမသိလို့မရအောင်ဒီဖလားကကို့အသက်ဖလားထဲမှာပတ်စံများမှစိတ်ပေါ်လင်ကြီးကိုအသက်ရှူထောင်းမှာဖလားထဲမှာပတ်စံများလေစိတ်ပေါ်လင်ကြီးလက်တံပြောင်းနေပဲသားမှ3ချီ3လားလောက်နဲ့ကြက်ဖလား3ဖလားစိတ်ပေါ်လင်ကြီးတို့ဆိုင်အတွက်ပဲကျန်တဲ့လက်ကင်ကြီးကတော့နန်းပိုင်နန်းထိုင်နဲ့နန်းနေထိုင်နေတဲ့ပြီးတင်ပေးရတယ်ပေါ့ကြက်လောင်းကြီးဆိုဓာသွေးကြီးတို့လှီထီးကြီးတို့ဟာတကယ်တမ်းကျတော့စိန်ပေါ်လွင်ကြီးတို့နဲ့ပဲဆိုင်တယ်နတ်ကတော်ကမနှုတ်ရအောင်ကိုကြီးကျော်ကြက်လောင်းကြီးအပြင်ရွှေကိုင်းကတော်တို့အမေရင်တို့ကိုမျိုးတို့ရဲ့ဓာသွေးကြီးတွေရှိသေးတယ်ကိုရောနှစ်ပါးရဲ့လှီထီးကြီးဆိုတာလည်းရှိသေးတယ်ဒါတွေအားလုံးကဆိုင်နေပဲဆိုင်တာ哦နတ်ကတော်နဲ့နန်းပိုင်နန်းထိုင်နေနှုတ်ချင်သေးတယ်ဘယ်ရမလဲသူတို့တက်ပွဲကြီးလက်ကင်ကြီးကြော့ကြီးတွေရပြီးပြီပဲဗျာစိန်ပေါ်လင်ကြီးတို့အတွက်လည်းချောင်းမှာပေါ့ကိုကအလကားဝင်တီးရတာမှမဟုတ်ဘူးဗျာနန်းပိုင်နန်းထိုင်တွေကိုပတ်စံပေးတီးရတာပဲဥစ္စာတမရိုးကြရတဲ့ပကန်းမန်းနန်းကြော့ကြီးက900ပေးရတယ်နန်းလိုတာတုံးက1000ပွဲတော်9ရက်ကိုပေါ့ဒီ9ရက်မှာစိန်ပေါ်လင်ကြီးတို့ကဒီနန်းကိုလာတက်တဲ့လာချော့တဲ့နတ်ကတော်တွေနတ်ချော့သူတွေရဲ့ကြက်ဖလားမှန်သမျှရဲ့ဓာသေးကြီးလှီထီးကြီးတရားကြီးတွေကိုရမယ်ပိုက်ဆံကရတာတော့ရပါတယ်ပကန်းကျော်နမ်းမယ်ချော့မဲ့သူတက်မဲ့သူမရှိ6ကတ်နေတဲ့နမ်းမျိုးတော့ဘယ်တော့မှမဖြစ်ဘူးချော့သူတက်သူမရှိပကန်းကျော်ကအမှုသမားခေါ်လာတာပဲပိုက်ဆံရပါတယ်ဒါပေမဲ့ကိုမှလည်းဈေးစကားတွေကရှိသေးတာ哦ဖွဲ့စည်းနဲ့ထမင်းစရိတ်တရေစည်းနဲ့ကိုအတွက်ကိုလည်းမြက်မြက်ကလေးကြံကျင်သေးတာ哦ကဲစိုင်းတရတဲ့ကားကိုကအသွားပြန်3500ဗျာထမင်းစရိတ်ကလည်း3500 4000လောက်ကျတယ်စုစုပေါင်းကိုက1000ကျော်လောက်ရင်းထားရတယ်ပြောပါတော့ဘိုးတော်ကတော့ဒီလိုပိုက်ဆံတွေဘယ်ပေးရမလို့ဗျာတရွာလုံးမှာရှိတဲ့နန်းတွေကစိုင်းအားလုံးကိုတီးရတဲ့လူတစ်ယောက်ပဲရှိတယ်ဘိုးစင်နဲ့အရှင်တစ်ပါးကောက်ထားတဲ့လက်ရတော်စိုင်းဘိုးစင်ကဘသူတပည့်တော်ဆိုတော့စိန်ပေတာရဲ့အကိုဆရာစိန်တပည့်ဘိုးစင်ရဲ့အမွေကိုဘယ်သူရတော့ဆိုတော့ဘိုးစင်ရဲ့တူဦးပြည့်ဆရာပြည့်ကရတယ်တိုင်းချင်းမောင်လို့လည်းခေါ်တယ်ဇော်ကြီးဖူဝင်သားစားရတဲ့ဝိဇ္ဇာတွေရဲ့တောင်းမို့ဝိဇ္ဇာပြည့်လို့လည်းခေါ်တယ်ရွာထဲမှာနန်းတွေကလည်းဒီလောက်ပဲအများသေးမလို့တောင်ပြုံးတရားလုံးမှာအရင်ရှိတဲ့မူလနိုင်ငံနည်းနည်းလေးအိမ်နှင်းခုနှစ်ပေါ်နန်းစာရေးတော်ကြီးနန်းမန္တလေးဘိုးတော်နန်းမမအုပ်နန်းအမေစီတော်နန်းဒါလောက်ပဲနောက်မှနောက်တိုးနန်းနေပေါ်လာတာဒလိုင်းကျော်နန်းပခန်းကျော်နန်းပြည်လေပြင်းမောင်းတော်
နှမတော်တို့ပြေကန်တော်မောင်နှမတို့အမေရင်ကိုသိန်းရှင်ရွှေနှပေနန်ကရိုင်းပတိမောင်နှမတားပိုက်မေတော်မငွေတာဘိုးညိုတိုင်နှန်းရှင်မဏိစီသူဓာနှင်းဘိုးတော်ရွာတော်ရှင်ခမဲဘူဘူကိုမျိုးရှင်ပလဲရင်အများကြီးပဲနန်းတွေကတစ်နှစ်တစ်နန်းတိုးတာပဲတဒီလုံးကနတ်ကွန်နေတောင်ပြုံးမှာလာစုတာပဲနန်းနေတိုးလာတဲ့အကြောင်းရင်းကရှင်းပါတယ်လေတောင်ပြုံးပွဲကြီးကတဖြည်းဖြည်းတပြီလုံးတိုင်းလာနဲ့စီးကားလာတော့နတ်ပွဲကြီးကိုမှီနေတဲ့နှီးနွယ်ဆက်နေနေတဲ့လူအလုံးစားရတောက်ရတယ်ဒီတော့နတ်ကတော့လှုပ်ချင်တဲ့သူကြီးများလာတယ်အထူးသဖြင့်မိမရှာတွေပေါ့တကယ်နတ်အစစ်မကောက်ဝင်းနဲ့ထိုးစီးနတ်ကတော့တွေပေါ့ကိုနားလည်မှုနဲ့ကိုခွဲယူကြတာပေါ့စေပေါ်လွင်ကြီးတို့ပခန်းတန်းဆိုရင်ပွဲဥစင်တဲ့နေရသမျှကိုနန်းထိုင်ရယူတယ်လာပြီးတော့တရက်ပခန်းမင်းပို့တဲ့အနေနဲ့တက်ထီးရတဲ့ပွဲနေရသမျှကိုနန်းပိုင်ရယူတယ်ပွဲတော်ကြီးစီကားလာတော့နတ်ကတော့နန်းပိုင်နန်းထိုင်လှုပ်ချင်သူတွေမှမဟုတ်ဘူးစိုင်းတီးချင်သူတွေကလည်းမတရားများလာတော့တာပဲအဲ့ဒီမှာပတ်စံပြီးတီးတဲ့စနစ်စတင်တော့တာပဲဗျာဘယ်နန်းကပတ်စံပိုးရလဲပိုရတဲ့နန်းကိုတယောက်နဲ့တယောက်အလူရက်ဝိုင်းပေးကြတာတွေဘာတွေဖြစ်ကုန်လဲဒါမဲ့ပြီးရဆိုတာခုလောက်တော့ပြင်များမလဲနည်းနည်းလေးပါဒီပခန်းတန်းမှာဟိုတော့ကတီးရဲ့ဆိုင်းဆရာဦးတင်အောင်တို့လက်ထက်မှာ9ရက်တရာပဲပြီးတာချိုးရတော့3မီးမှာစာတီးရတာဆိုတော့9ရက်ပဲတီးရတာကိုဟိုတော့ကအရှင်တစ်ပါးချိုးရတော့3မီးနန်းမို့ပြန်ရောက်မှတကွင်းလုံးကဆိုင်နေစာတီးရတာအရှင်တစ်ပါးနန်းမို့ရောက်မရောက်လူတစ်ယောက်ကိုလွှတ်ထားရတာခုတော့ပဲဟုတ်မတော့ချိုးရတော့3နေ့မနဲ့လင်းတာနဲ့တကွင်းလုံးပုတ်ပုတ်ရိုက်စာတီးကြတော့တာပဲအဲ့ဒီမှာစိန်ပေါ်လင်းတို့ဆိုင်နေအလူရက်မညီမညွတ်တွေဖြစ်ကုန်ကြတဲ့အတွက်နတ်ဆိုင်များညီညွတ်ရေးအသင်းဆိုပြီးဖွဲ့ကြရတယ်ပွဲတော်ကိုရဟန်းပြူအုပ်ချုပ်တဲ့အချိန်ပေါ့ကိုဟာနဲ့ကိုအထက်မြန်မာပြည်မန္တလေးဆိုင်နေခြင်းမှာလူရက်နေရတဲ့အချိန်မှာအောင်မြန်မာပြည်ရန်ကုန်ဆိုင်နေရဆင်းချလာပါလေရောဘယ်ရမလဲနတ်ဆိုင်များညီညွတ်ရေးအသင်းကနေရဟန်းပြူပွဲကိုကန့်ကွက်တာပေါ့ရန်ကုန်ဆိုင်နေချက်ချင်းပြန်ရတယ်အဲ့ဒီထဲကပဲအခုထိရန်ကုန်ဆိုင်မတီးရအောင်ရဟန်းပြူဖွဲကတခါတည်းဈေးနှုန်းတတ်မှတ်ပေးလိုက်တယ်ပွဲတော်တစ်နှစ်ကို900နဲ့တီးစီလို့မလွယ်ဘူးအတိုက်ခိုက်တွေကတော့နာမည်ကြီးတဲ့နန်းပေါ်မှာမူတည်ပြီးရှိနေတာပဲပိုက်ဆံရတဲ့နန်းတကိုးရှိတဲ့နန်းဆိုအတိုက်ခိုက်များပြီပဲနန်းချင်းကမတူဘူးလူတကိုးရှိတဲ့နန်းရှိတယ်နတ်တကိုးရှိတဲ့နန်းရှိတယ်ပိုက်ဆံရှိတဲ့ဂုံရှိတဲ့သူတွေဝိုင်းကိုးွယ်တဲ့နတ်ကတော်တွေအတက်များတဲ့အချုပ်များတဲ့နန်းဟာလူတကိုးရှိတဲ့နန်းပေါ့ပြောနေကြမလို့လူတကိုးရှိတဲ့နန်းကပိုက်ဆံပိုးရတာပေါ့စိန်ပေါ်လင်ကြီးရဲ့ပခန်းကျော်နန်းကတော့လူတကူလည်းရှိတဲ့နန်းနတ်တကူလည်းရှိတဲ့နန်းဖေးကျော်ကလည်းစိန်ပေါ်လင်ကြီးကိုတခြားအရောက်မခံပါဘူးသူ့နားမှာပဲထားပါတယ်နတ်ဆိုင်တီးစားတဲ့စိန်ပေါ်လင်ကြီးကိုလူတွေကမေးကြတယ်ခမနှက်ယုံသလားတဲ့ယုံတယ်စိန်ပေါ်လင်ကြီးယုံတယ်စိန်ပေါ်လင်ကြီးအရင်ကဆိုင်းပိုင်မရှိဘူးဒီနန်းရောက်ပြီးမှဆိုင်းဝယ်ရတယ်အင်္ဂလိပ်ဝယ်နိုင်တယ်အင်္ဂါဘဝကျွတ်တယ်လွတ်တယ်စိန်ပေါ်လင်မမယုံရင်ဘယ်သူယုံတော့မှာလဲဟောအရေးခင်းနဲ့88တောင်ပြုံးပွဲတော့ကဆိုင်းနေအားလုံးမန္တလေးပြန်ရောက်တော့လက်စွပ်ပေါင်ကြရွှေပေါင်ကြမောင်းပေါင်ကြကြီးပေါင်ကြနဲ့စိန်ပေါ်လင်ကြီးကအမြတ်9000လောက်ကျန်တယ်ဒုက္ခမဖြစ်ဘူးပကန်းကိုကြီးနန်းမှာစိန်ပေါ်လင်ကြီးတီးနေတဲ့အနှစ်20ကာလပတ်လုံးရှုံးပြန်ရတယ်လို့မရှိပါဘူးမြက်ပြန်ရတာကြီးပဲမနစ်ကဆိုမရစဘူးရတယ်3000ကျော်ရတယ်ခါတိုင်းဆိုရင်1000ခွဲ2000ပဲဒီတော့စိန်ပေါ်လင်ကြီးတို့ကကိုကြီးကျော်နဲ့အရှင်နှစ်ပါးကိုညတိုင်းကတော့အိတ်တယ်စိန်ပေါ်လင်ကြီးကိုမတာကိုစိန်ပေါ်လင်ကြီးခံစားရတာကိုဟောပြောရင်ဆိုရင်စိန်ပေါ်လင်ကြီးရင်ခွင်နဲ့ကြက်ဖလားကျလာပြီ200တန်းနေအတော်များပါလားငွေတွေယူပြီးကြက်ဖလားကိုစိန်ပေါ်လင်ကြီးတယူတည်ထားဆက်တယ်ဟေးဒီဆိုင်ကဘယ်သူပေးတာလဲကွမှန်ပါဖေးကြီးပေးတဲ့ဆိုင်မှာဖေရွာသားကရောဘယ်သူတပည့်လဲကွဖေးကြီးကျော်တပည့်ပါဖေတပည့်ရင်ကြီးပါဖေအေးအဖေကြီးပေးမယ်ဟေးကဲစိန်ပေါ်လင်းနဲ့အဖေကြီးနဲ့2ယောက်ထဲဒိုးဟေးဒိုးစိန်ပေါ်လင်းကြီးကပက်လုံးကလေးတွေကို
သူ့လက်ကြီးနဲ့မညာမတာရိုက်တယ်။ပတ်လုံးကလေးတွေပေါ်ကိုဒီစီချင်းထုံးစံအတိုင်း45ကျပ်တန်တရွက်စီတင်မိတယ်။ချွေးဥတွေစီနေတဲ့စိန်ပေါ်လင်ကြီးမျက်နှာကပြုံးရွှင်ဝင်ပါလို့ညံ့များပေးပါအဖေကြီးရေဆိုင်းကားလေးပါလေးဝယ်နိုင်အောင်မစမ်းမအောင်ဒီနန်းကလည်းဘဲမမရအောင်အတိုက်ခိုက်တွေကိုဖယ်ရှားပေးအောင်နန်းထဲကိုကြက်တန်အစ်စ်အုပ်ကစုပ်လွင်လိုက်တဲ့စက်ကူအစ်စ်ကလေးတွေပလူပြန်ကျလာတယ်။ဆိုင်းပေါ်မှာလည်းဝဲလို့ဒီနက်ကတော့အကြောင်းကတော့စိန်ပေါ်လွင်ကြီးတည်ပြီးသားရရောပါတယ်။ရရောနိုင်အောင်လေတပည့်တပန်းတွေကတောက်တာကိုဒီနက်ကတော့ကနန်းကြီးတက်ပွဲကိုတစ်နှစ်9ပွဲချပွဲရောက်တဲ့နက်ကတော့ပဲ။တချို့နက်ကတော့တွေကြလဲရှားပါဗျာ။နက်ကတော့လှုပ်ချင်တာတက်ပွဲလှုပ်ချင်တာလဲပြားလို့ပါဇက်နေလက်နေလိုက်တာချီချားလို့ဆိုတဲ့ထဲကပဲနမ်းမှာတက်ပွဲရတော့လာတက်တယ်ပြီးတော့ကြက်ဖလားကြ100 200ပြီးရောလှုပ်သွားတက်ကြတယ်တချို့ကြတော့လာချော့ပြီးဆိုင်းကိုအစိတ်လောက်ပေးသွားတာမျိုးတွေရှိတယ်အဲ့လိုခါမျိုးကြတော့စိန်ပေါ်လွင်ကြီးတို့မိုက်ဆွဲပြီးလူမိုက်လုပ်ရတာပေါ့ဒီမှာနက်ကတော့ခမစိန်ပေါ်လွင်ကိုဒီလိုလူပါဝါလို့မရဘူးခမကနေရကိုချွေးတိချွေးပေါကြအောင်ကြုတ်တီးပေးနေတာပျော်လုံးလို့တီးနေတာမဟုတ်ဘူးနားလေလားပိုက်ဆံလိုချင်လို့တီးနေတာတန်ရတန်မှုပိုက်ဆံလိုချင်လို့တီးနေတာခမငွေအစိတ်ကျုပ်ကဘာလို့ရမှာတော့လာခဲ့ကျုပ်ဝိုင်းတွေကိုငွေ300လာထက်တပြားမလျှော့နဲ့လာမထက်မချင်းဒီနန်းထဲကခမထွက်လို့မရဘူးထွက်ရဲထွက်ကြည့်စိန်ပေါ်လွင်ချောင်းတိသွားမယ်ဘာတွေလုပ်ရသေးရဲ့အဲ့လိုနက်ကတော့မျိုးတွေနဲ့တော့မတွေ့ပါဘူးမစုံပြရစေနဲ့ဗျာဟောဒီလိုငွေကိုရေးလို့လေးလို့သုံးနိုင်တဲ့နက်ကတော့မျိုးနဲ့သာအမြဲတွေ့ပါရစေစုံပါရစေဟောဒီလိုနက်ကတော့မျိုးတနေ့ကို9ယောက်6ယောက်သာလားစိန်ပေါ်လွင်တို့ငွေရှမ်းပြီအားရပါရတီးနေတဲ့စိန်ပေါ်လွင်ကြီးကိုဒီစီချင်းကခုံရင်ပေါက်ရင်လက်ညှိုးနဲ့လက်မဝိုင်းပြီးဝါတော့တော်တော်လို့ပြလိုက်တာနဲ့စိန်ပေါ်လွင်ကြီးကကြပြကြရဆိုင်းချပေးလိုက်တယ်ဒီစီချင်းကလင်းသေးကလေးလက်ထဲမှာလက်အုပ်ချီရင်ပျော့ခွေသွားခဲ့တယ်အဖွားကြီးအတော်မိုးသွားရှာတာလားမူးသွားတာလားမသိဘူးတောက်တာလည်းတော်တော်များတယ်မိမရှာမကြီးနတ်ဝင်တော့ကဖေကြီးကျော်ရဲ့ကြကြလျားဟန်ပန်နေပြောက်ပြီးလင်ကလေးပခုံးမှာကနဲ့ကလျာမှီနှွဲ့နေပုံများတော့ပါဇက်ကလည်းဂျိန်းစပွန်မကြီးထုံးစံအတိုင်းပောက်ကရရီအိုးလို့နန်းထဲကနေရိုင်နဲ့ထွက်တယ်ဟဲဟိုရှိကလက်တွေကပါရီရောကြီးစံဒါတိလျက်သားနဲ့တမင်တက်လောက်တာမျက်နှာချင်းဆိုင်ကတပ်ပွဲတက်ဖို့ထွက်လာတဲ့နက်ကတော့လေးဝစ်စားထားတာကိုသူမြင်ရတာနေဟဲ့မင်းဘာရီတုံးလို့ဆိုဟာခမတိရတာနဲ့နန်းကြီးတက်ပွဲသွားတဲ့နက်ကတော့ခမမမြင်ဘူးလားအော်အေးတနာပါတယ်ဖြစ်သွားပုံများစိတ်တွေလှုပ်ရှားနေတာပြီးကတွေးအောင်သွားရတယ်ဒီလိုပဲအစကတော့ဒီလိုပဲဒူတုံးကလည်းဒီလိုပါပဲကြောက်တူးတွေများတုံးလို့ဒီစီချင်းပြောလဲပြောစရာနက်ကတော့မင်းမရှာမလေးကစိတ်လှုပ်ရှားပြီးမျက်နှာလေးကငဲလို့ပြီးရလူနှစ်ယောက်ထိန်းတွဲလျှောက်သွားရတယ်စတတဲ့နက်ကတော့လေးမှအချိန်ကြီးရနဲ့လည်းတည်နိုင်တယ်ညပိုင်းရောက်ပြီလေနံပါတ်ပဲကောင်းတော့မလဲကြည်ရတာကိုနံပါတ်မရောက်ခင်စိတ်စောပြီးအစောကြီးကလေးကသွားဆောက်ပုံပဲမမေပါလေငါမူးသွားတယ်ငါများသွားတယ်အင်းမများရင်လည်းအိမ်ကြအိတ်လိုက်ပေါ့အေးအိမ်မယ်နေရင်ခွင်မှာငါအိမ်မယ်မမေငြိမ်သက်သွားတယ်ဒါသူ့အချင်းပဲဒီလိုငြိမ်သက်သွားရင်ထွက်လာတတ်တဲ့ခက်တူတူကျိန်းမောင်းတန်လေးကိုဒီစီချင်းမျောလင်းနေတယ်အရှုံးမကြီးနော်ဆိုတဲ့ကျိန်းမောင်းတန်လေးမင်းမောင်ကြည်လေကိုကသူ့နှစ်ယောက်ထဲကြမှာခေါ်တဲ့နာမည်ခေါ်ပြတာတော့သူစီကငြိမ်သက်နေမင်းမောင်နင်ငါ့ကိုမချစ်တော့ဘူးလားညင်းငွေနေပြီလားဒီမှာနင်ဘယ်လောက်အေးဆက်နင်ကငါချစ်တယ်နေရင်ခွင်မှာဒီညငါအိမ်မယ်